မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကိုကြော်ဖြစ်ပါတယ်တော်ဒီနေ့တောင်သူဦးကြီးတွေကိုမိတ်ဆက်ပြသပေးခြင်းနဲ့အဆက်အကြောင်းလေးကတော့တောင်သူဦးကြီးတွေဒီအပိုင်းမြင်းကောင်ကြီးအကြီးထဲမှာကိုဗတာတစ်စိတ်လိုချင်တဲ့ဦးကြီးတွေအတွက်ကျွန်တော်ယခုကိုဗတာ98ကောင်16စက်တန်လေးတစ်စီးနဲ့မိတ်ဆက်ပြသပေးပါမယ်ခင်ဗျာတွေ့မြင်နေရတဲ့အတိုင်းပဲကိုဗတာမတ်တစ်စိတ် M9838 MCV ကိုမှာရိုးရဲနိုင်ငံပြည်တွင်းတော့ကျွန်တော်ရိုးရဲ version set ကလေးဖြစ်ပြီးတော့ model design လေးကတော့မြန်မာနိုင်ငံမှာလုံးဝမြင်လေးမြင်ထားရှိတဲ့ model design မဟုတ်ပါဘူးခင်ဗျာစက်ကောင်ကြီးမြင်းကောင်ကြီးကြီးလေးနဲ့ engine power ကြီးလေးကိုမှာ frame ကြီးလေးနဲ့ကျွန်တော်တို့တက်တဲ့ရဘန်းကြီးတွေတောင်ပေါ်ဒေသတွေမှာလုံးဝ heavy duty သုံးနေတဲ့ဦးကြီးတွေအတွက်လုံးဝအကြိုက်တွေ့စေမယ့်ဆက်ကလေးဖြစ်ပါတယ်ကျွန်တော်တို့တွေ့မြင်နေတဲ့အတိုင်းပဲမြင်းကောင်ကြီး68ကောင် M9838ဖြစ်ပါတယ်ခင်ဗျဒီဆက်ကလေးကတော့ကျွန်တော်တို့ရဲ့ good second hand ဆက်ကလေးဖြစ်ပါတယ်နာယီ1000ကျော်လောက်အသုံးပြုထားပါတယ်ခင်ဗျာကျွန်တော်ရှစ်တာယာလေးကတော့ point အနေနဲ့ဆိုရင်တော့65ရာခိုင်နှုန်းလောက်ကျန်ပြီးတော့ကျွန်တော်နောက်တာယာကတော့ point အနေနဲ့ဆိုရင်80ရာခိုင်နှုန်းဝန်းကျင်ကျန်ပါသေးတယ်ခင်ဗျာဂွေလေးတွေကတော့ရှေ့ဂွေနောက်ဂွေလုံးဝအတန်ဟိုမှာနောက်ဂွေမှာဆိုရင်လည်း weight တုံးလေး2တုံးပေါဝင်ပါတယ်ခင်ဗျာကျွန်တော်တို့ရှစ်တာယာ cycle လေးကိုတစ်ချက်အရင်ပြပြပေးမယ်ဗျရှစ်တာယာ cycle လေးကတော့ alternator ထဲမှာ12လေး20လီတာ cycle လေးသုံးထားပါတယ်ခင်ဗျာနောက်တာယာလည်း alternator cycle ထဲမှာကျွန်တော်တို့က18လေး30တာယာ cycle လေးကိုကျွန်တော်တို့ကအသုံးပြုထားပါတယ်ခင်ဗျာလုံးဝတာယာပွန့်ကြီးကြီးလေးနဲ့လုံးဝ heavy duty အသုံးပြုခြင်းနဲ့တောင်သူဦးကြီးရဲ့လုံးဝအကြိုက်တွေ့စေမယ့် set လေးတစ်မျိုးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ set ကပတ်ပတ်လေး design လေးကိုကျွန်တော်အရင်ပြသပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဘက်က hydraulic ပိုင်းလေးကိုတစ်ချက်ပြပေးမယ်နော်တွေ့မြင်နေတဲ့အတိုင်းပဲကျွန်တော်တို့ hydraulic ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ heavy duty သုံးအတွက်ပေါင်ရှက်ကြီးကြီးလေးနဲ့ hydraulic အုံကြီးကြီးလူကြီးမင်းတို့အနေနဲ့ဘန်း20 26လက်မှ9ဘန်းစတဲ့ကျွန်တော်တို့ဘန်းကြီးတွေကိုလည်းအလွယ်တကူချိတ်ဆွဲအသုံးပြုလို့ရမယ်ကျွန်တော်တို့အမျိုးအစားလေးပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီ set ကလေးမှာဆိုရင်တော့ engine gear ပေါင်းလုံးဝ parking ဖြစ်မယ်ခင်ဗျာကျွန်တော်တို့ gear အစုပေါင်း6ချက်ကိုမှကျွန်တော်တို့အနေအမြန်ဆိုရင်စုစုပေါင်းအနေနဲ့6ချက်အမြန်နဲ့6ချက်အသုံးပြုလို့ရပါတယ်ခင်ဗျာကျွန်တော်တို့ရှစ်တဲ့ gear လေးလည်းတစ်ခါတည်းပါထားပြီးသားဖြစ်တယ်ဒီဆက်ကလေးကတော့ engine ပိုင်းလုံးဝ parking ဖွင့်လက်မရှိဘူးကျွန်တော်တို့ gear ဘောပိုင်းလုံးဝ parking ဖွင့်လက်မရှိတဲ့ဆက်ကလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရိုးရနိုင်ငံသုံးဆက်ဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်မှာဆိုရင်ဆက်တစ်စီးလုံးအားလုံးပတ်လည်ဝင်ခြင်းက sticker ဆိုရင် Thai sticker အားလုံး Thai logo အားလုံးနဲ့ကျွန်တော်တို့ပေါင်းမှာဖြစ်ပါတယ်ခင်ဗျဒါကြောင့်မို့ယခုလို Thai version good second hand အလန်းအတန်လေးလိုချင်နေဆိုရင်တော့ကျွန်တော်တို့ဝင်းရှိုးကရန်ကုန်ရုံးခွဲမှာလူကြီးမင်းတို့အနေနဲ့ ARU တိုင်းပဲခူးတိုင်းရန်ကုန်တိုင်းစင်တာကျတဲ့နေရာလေးမှာကိုယ်တိုင်လာရောက်လေ့လာပြီးတော့လက်ငင်းဒါမှမဟုတ်ရင် e-just နဲ့ဝယ်အားပေးလို့ရကြောင်းလေးပြောကြားလိုပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့နီးစပ်ရာမျိုးတွေကိုလည်းအရောက်ပို့ဝန်ဆောင်မှုလေးထားပေးထားပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့တောင်သူဦးကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ